အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီ9လဝင်တေးနေတောက်ကြနေပေါ့နော်ဒါဒီနေ့မှာဒါပရီးမီးယားလိတပွဲအပါဝင်ပေါ့လေဒီစပိန်လာလီဂါရဲ့ CDA ရရှိတယ်ဗျဆိုတော့ဒီတစ်ပတ်ထဲမှာတော့ဒီဂျာမန်ပွန်တဲ့လီဂါကတော့မရှိဘူးပေါ့နော်ကျွန်တော်ဒီ3ပွဲကိုညီကိုတွေကိုရွေးချယ်ပေးပါမယ်ဆိုတော့ဒီ3ပွဲပေါ့နော်ကျွန်တော်ပြောပြီးတဲ့အခါမှာညီကိုတွေကိုကျွန်တော်ရဲ့အကြိုက်တစ်ပွဲနောက်ဆုံးမှာကျွန်တော်ပြောပေးခဲ့ပါမယ်အဲ့တော့ကျွန်တော်ပထမဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကတော့အီတလီ CA ရဲ့ဒီပီဆာနဲ့လက်ရှိတို့ရဲ့ပွဲစဉ်မှာဒီပွဲကတော့ကျွန်တော်အနေနဲ့ဒီတန်းဆင်းဆုံးယုံရမယ်ပွဲပေါ့လေပီဆာကတော့ဒါဒီပွဲရှုံးသွားပြီဆိုရင်တော့သူ့အနေနဲ့ကတော့ဒါတန်းဆင်းရပြီပေါ့ဗျာဆိုတော့လက်ရှိကတော့ကျွန်တော်အနေနဲ့ဒီကြည့်မယ်ဆိုလို့ရှိရင်တော့သူ့အောက်မှာတော့ဒီ Crossmoni နဲ့ပဲသူနဲ့ဖိုက်အောင်ရှိတယ်ဗျအပေါ်ကအသင်းကလည်းကျွန်တော်တို့ဒါကယ်ကလေးယာကြီးကလည်းကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ကို9မှတ်လောက်ဖြတ်ထားတယ်ဆိုတော့ဒါကြောင့်လည်းဒီနေ့ဒါလက်ရှိကပီဆာကိုဒါပီဆာရဲ့အိမ်ကမှာကြေးပေးလာတယ်ကျွန်တော်ကထင်တယ်ထဲတွေ့ဆုံမှုရ9ပွဲရှိတယ်လက်ရှိက4ပွဲနိုင်ပီဆာ3ပွဲနိုင်ပြီးတော့ပီဆာကလက်ရှိကိုအခန့်ခဲ့တဲ့နောက်ဆုံး3ဒီအိမ်ကွင်း3ပွဲမှာဆိုလို့ရှိရင်လည်းပီဆာ2ချိန်နိုင်ပြီးတော့တစ်ချိန်ကိုတော့ဒီလက်ရှိစီမှာရှုံးထားတယ်ဆိုတော့ဒီနေ့သိန်းကတော့တော်တော်များဒီတွေ့ဆုံခဲ့တာတော့ကျွန်တော်တို့အနေနဲ့ CDA မှာဆိုလို့ရှိရင်တော့ဒါနဲ့မှ2ပွဲမြောက်ပေါ့လေပထမတော့ဒါလက်ရှိရဲ့အိမ်ကွန်းမှာတွေ့ခဲ့တယ်ဆိုတော့ဒုတိယမြောက်ကတော့ဒါပီဆာရဲ့အိမ်ကွန်းမှာကန်ခဲ့တယ်ပေါ့ကန်ရမယ်ပေါ့နော်ဆိုတော့ဒီ CDA မှာပဲဒီတွေ့နေကြ2သိန်းကဒါ CDB မှာပဲပေါ့နော်တွေ့နေကြ2သိန်းကအခုဒါ CDA မှာဒုတိယမြောက်ပွဲစဉ်ကိုပီဆာရဲ့အိမ်ကွန်းမှာနှွှဲရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလက်ရှိနဲ့ပီဆာနဲ့ပွဲမှာဒါပီဆာဒီနဲ့လည်းသူ့အနေနဲ့ကတော့အိမ်ကွန်းမှာတော့အတက်နိုင်ဆုံးတော့ကျွန်တော်ကတော့ရုံးကန်သွားမယ်လို့တော့ထင်တယ်ဆိုတော့လက်ရှိကတော့ဒါလိုအပ်ချက်အရသူ့အနေနဲ့ကတော့ဒါကြေးပေးတာမှန်ပြီမဲ့ပီဆာရဲ့အိမ်ကွန်းမှာလက်ရှိအနေနဲ့မလွယ်ကူတော့ဘူးလို့ထင်တယ်ဒါကြောင့်အိမ်ကွန်းပီဆာအနေနဲ့လက်ရှိကိုကြေးရတော့ဒီလက်ရှိကပေးတာမှန်ပြီမဲ့နော်ဒါလက်ရှိအနေထားအရတော့ပီဆာမရှုံးနိုင်ဘူးလို့ယူဆတယ်ဒါကြောင့်ကျွန်တော်ကတော့ပီဆာနဲ့လက်ရှိနဲ့ပွဲမှာအိမ်ကွန်းပီဆာဘော်ဒီဝဲကြိုက်ပါတယ်ပီဆာတေးအနိုင်လိုပဲကျွန်တော်ယူဆတယ်အဲ့တော့အကြိုက်တွေညီကိုတဲ့အိမ်ရှင်ပီဆာကိုကစားပါဆိုတော့ဒုတိယမြောက်ပွဲစဉ်အနေနဲ့ကတော့စပိန်လာလီဂါတွေကဒီမြန်မာစံချိန်တနင်္ဂနွေ30မှာကစားမယ်ဒီဂျီယိုနာနဲ့မာလောက်ကာရဲ့ပွဲစဉ်လေးပါဒီပွဲမှာတော့အင်ရှင်မာလောက်ကာနေပြီးတော့ sorry ဒီအင်ရှင်ဂျီနိုအားနေပြီးတော့မာလောက်ကာကို level ကိုအပြည့်ရှုံးဆိုပြီးတော့ကြေးပေးထားတယ်ကိုပေါင်းကြေးမှာနှလုံးအရှုံးဆိုပြီးတော့ကျွန်တော်တို့ကြေးပေးထားတွေ့ရတယ်တကယ်တမ်းဒီကိုပေါင်းကြီးကဘာကြောင့်ပေးလဲဆိုတော့ဒါအဝေးဝင်လာကစားတဲ့မာလော့ကာရဲ့အခုလက်ရှိအနေထားအရာပေးတာဒီအသင်းကဘာလို့လဲဆိုလို့ရှိရင်အိမ်ကွင်းအဝေးကွင်းဂိုးတွေတော်တော်များပေးနေရတဲ့အသင်းဆိုတော့မာလော့ကာအစီမှာကျွန်တော်တို့အိမ်ကွင်းရောအဝေးကွင်းရောအရင်နှစ်တွေတုန်းကဆိုလို့ရှိရင်ဂိုးရောတော်တော်ကိုမလွယ်ကူဘူးဗျဆိုတော့ဒီနှစ်မှာဒီတီးကထူးထူးရှားပေါ့လေဆိုတော့သူလက်တာအဲ့ဒါဒီကလိုမျိုးပဲပြိုင်ပြီးတော့ဒီခန်းစစ်တွေပွန့်ထွက်လာတယ်တိုက်စစ်တွေကလည်းဂိုးတွေကရဖို့ရုန်းကန်နေရတဲ့အချိန်မှာခန်းစစ်တွေကဂိုးတွေပြန်လို့ပေးနေရတဲ့အနေထားဗျအဲ့တော့ဂျီယိုနာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂျီယိုနာကလည်းဒီတစ်နှစ်ကတော့သူ့ဥရောပဝင်ခွင့်ရခဲ့ပြီးတော့ပေါ့နော်အခုဒါတော်တော်ကိုရုန်းကန်နေရတဲ့အသင်းဖြစ်တယ်ဆိုတော့ရုန်းကန်နေရတဲ့အထက်မှာတော့ဒီကစားသမားဒီရိုးမာရောင်းလိုက်တဲ့ Drive တို့ဒီဆာဗီဟိုတို့အစရှိတဲ့ကစားသမားတွေပေါ့ဗျာသူ့အနေနဲ့ကတော့ရောင်းထုတ်လိုက်လို့ပေါ့နော်ဒါဒီအသင်းကတော်တော်ကိုရုန်းကန်နေရတယ်ပေါ့လေအဲ့တော့အခုအနေထားမှာတော့ကျွန်တော်အနေနဲ့ဒါကြည့်မယ်ဆိုလို့ရှိရင်တော့ဂျီနိုအတွက်ကတော့ဒါအားကြီးတော့ကျွန်တော်တို့အိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အရင်ကြီးတော့ pressure တော့ရှိနေလို့ဒါပေမဲ့ pressure ပိုရှိတာကတော့ဒီအခုလာကစားမဲ့အခုအဝေးကွင်းကနေပြီးတော့လာကစားတဲ့မာရော့ကာပဲပို့ပြီးတော့ pressure ရှိမယ်လို့ထင်တယ်ဆိုတော့ဂျီနိုနဲ့မာရော့ကာမှာကျွန်တော်ရဲ့အကြိုက်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာတော့ဒီမာရော့ကာအနေနဲ့ပေါ့နော်သူ့အနေနဲ့ကတော့တေးကန်လို့ရှိရင်တော့ဒီအနည်းဆုံးစီဗီလာကိုတော့သူ့အနေနဲ့အကောင်းဆုံးတော့ဒါကျွန်တော်တို့လက်ရှိအနေထားအရတော့2မှတ်လောက်တော့ဖြတ်ဖို့များတယ်နော်တော့မာလောက်ကရှုံးသွားခဲ့မယ်ဆိုရင်တော့ဒီစီဗီလာအတွက်ကတော့ဒါအခွင့်အရေးတော့ရှိသွားနိုင်တယ်ဆိုတော့စီဗီလာနဲ့အင်္ဂိုမှာဆိုစီတက်နဲ့ဒီအက်စပန်ညိုနဲ့2ပွဲကန်ရမယ်ပြီးလို့ရှိရင်တော့ဒါဘီလာကြီးရဲ့နဲ့ရီယယ်မက်ဒရစ်နဲ့ဒီဆယ်ရာဘေကိုအင်္ဂိုမှာသွားကန်ရမယ်ဆိုတော့စီဗီလာအတွက်ကလည်းတကယ်ကိုမလွယ်ဘူးဗျနော်အဲ့တော့အခုဒီအင်ရှင်ကျွန်တော်တို့အနေနဲ့ကတော့ဒီဂျီနိုအာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဂျီနိုအာကလက်ရှိမှာသူ့အနေနဲ့ဒီပွဲပြီးလို့ရှိရင်ဘလက်ကာနိုဆိုစီတဲ့ဒီကိုအယ်ရှီတို့ကန်ရမယ်ဆိုတော့ဂျီယိုနာကဒီပွဲကိုဒါအမှတ်
သူ့အနေနဲ့ကတော့နော်ရအောင်တော့သူ့အနေနဲ့ယူသွားနိုင်တယ်ဆိုတော့နေရင်တူကတော့ level ပြေချုံပေးထားတဲ့ကြေးရဆိုရင်တော့အရင်ဒီပွဲလဲဂျီနိုအာပဲနေရမှာပဲဗျနော်ဂျီနိုအာ2-1တော့မဟုတ် 1C 2C ဒီပုံစံမျိုးတော့ဖြစ်ဖို့များတယ်ဆိုတော့ဒီပွဲတော့ကျွန်တော်ဂိုးပေါ်တော့မကြိုက်ဘူးအဲ့တော့ကြိုက်တဲ့ညီကိုတွေကတော့ကျွန်တော်ကဂျီနိုအာပဲဆော့စေချင်တယ်ဆိုတော့ဂျီနိုအာပဲအင်ကွင်းမှာနော်ဒါကတ်နိုင်သွားမယ်လို့ထင်တယ်ဆိုတော့ထိတွေ့ဆုံမှုအရာတော့ကျွန်တော်18ချိန်ကြီးရှိတယ်ဆိုတော့တစ်ဖက်9ချိန်ကြီးနိုင်ထားတဲ့ draw က4ချိန်ဖြစ်လာတယ်နောက်ဆုံးပေါ့နော်ဒီမာလော့ကာရဲ့အိမ်ကွင်းမှာ1-2နဲ့နိုင်ထားခဲ့တယ်လို့ဂျီနိုအာကသူ့ရဲ့အိမ်ကွင်းတွေ့ဆုံမှုပွဲတော်များများမှာလဲမာလော့ကာကိုဒီ2020နောက်ပိုင်းပေါ့နော်ဒါအရေးနှိမ်ထားတာမရှိဘူးဒါကြောင့်ဒီနေ့ပွဲမှာလဲသူ့အနေနဲ့ကတော့အိမ်ကွင်းမှာဒီ pressure အရင်ကြီးမရှိဘဲနဲ့နော်ဒါဖြည်းဖြည်းမှန်မှန်လေးနဲ့ပဲမာလော့ကာကိုအိမ်ကွင်းမှာအနိုင်ယူသွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်ဂျီနိုအာကိုပဲကြိုက်ပါတယ်ဆိုတော့နောက်ဆုံးပွဲစဉ်လေးကတော့ဒါ Leeds United နဲ့ဘန်လေးပါဒီပွဲလည်းမြန်မာစံတော်ချိန်1:30မှာကစားမဲ့ပွဲစဉ်မှာအာရှဈေးကွက်မှာတော့ Leeds United ကမိုင်း1.60ထိကြေးပေးထားပြီးတော့ဂိုးပေါင်းကြေးမှာတော့3လုံးကို30နိုင်အနေထားမျိုးကြေးဖွင့်ပေးထားပါတယ်ဆိုတော့ Leeds United ကတော့သူ့ရဲ့အိမ်ကွင်းကတော့ညီကိုတွေမြင်တဲ့အတိုင်းပါပဲဒီအသင်းကစားအရန်ကိုအိမ်ကွင်းဆိုတော့အရန်ကိုကျန်းတယ်ပေါ့လေဘန်လီကအဝေးကွင်းဆိုလို့ရှိရင်ဂိုးတွေကိုတောက်လျှောက်ပေါ့နော်ဒါတစ်ဖက်အသင်းကလက်နဲ့တောင်မှပြစ်ပေးနေရတဲ့အဲ့ပုံစံမျိုးပေါ့လေအဲ့လောက်ထိကိုဂိုးတွေပေးနေရတာပါဆိုတော့ဒီနေ့မှာတော့ဒါ Leeds United က1.50 60လောက်ထိကြေးပေးထားတယ်ဘန်လီကိုအထိတ်သွေးသွင်းမှုအရတော့ကျွန်တော်တို့အနေနဲ့ဒီချန်ပီယံရှစ်မှာပဲဒီနေ့အသင်းကတော့เนาะဒါတော်တော်များနှွှဲရတာများတယ်ဆိုတော့ဘန်လီအနေနဲ့ကကျွန်တော်တို့ကဒီချိန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူလဲဒီလောက်ထိဂိုးတွေအရင်ပေးတင်တာတော့ဘန်လီအနေနဲ့ရက်တင်ပြီးတော့ထင်းတယ်ဆိုတော့ရှေ့မှာဒီ CD နဲ့ကန်တဲ့ပွဲမှာကျွန်တော်ညီကိုတွေကိုပေးခဲ့တယ်မှတ်မိသေးလားလို့မသိဘူးကျွန်တော်ဘန်လီဘော်ဒီကိုပဲပေးခဲ့တယ်ပေါ့နော်ဒီအသင်းကဂိုးတွေတောက်ပေးရတာအရန်ကိုများနေရက်တင်ပြီးတော့ကျွန်တော်ညီကိုတွေပေးခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာလဲဘန်လီအနေနဲ့ကတော့အနည်းဆုံး50-60လောက်ကတော့ကျွန်တော်အမြင်ကတော့ကြေးအောင်ကောင်းအောင်မယ်လို့တော့ယုံကြည်တယ်ဆိုတော့ဘန်လီကသူနောက်ဆုံးကစားခဲ့တဲ့ဒီအဝေးကွင်း3ပွဲကိုကြည့်ပါ3ပွဲလုံးကိုသူဂိုးဖြတ်ပေးထားတယ်Everton 2-0နဲ့ဂိုးဖြတ်ပေးထားတယ် Fulham 3-1နဲ့ဂိုးဖြတ်6နဲ့ထားတယ်လို့ Nottingham ကိုလည်းဥဆောင်ကိုရပြီးတော့နောက်ကနေပြီးတော့ဒါ4-0ပေါ့နော်ဒါပြန်လို့ဒါခွဲပြလိုက်ပြီးတော့ဂိုးဖြတ်ရှုံးနေခဲ့တယ်ဆိုတော့နောက်ဆုံးမှာတော့ဒါ City ကိုတော့ဒီ 1-0နဲ့သူကရှုံးခဲ့တယ်ထားပါအဲ့တော့ Leeds United ကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒီ Burnley ထက်ကျွန်တော်တို့အနေနဲ့ကတော့ဘန်လီထက်တယ် sorry ဒါဘန်လီအောက်ကဒီရူဘာဟန်တန်ကိုသူ့ရဲ့အိမ်ကွန်းမှာ3-0နဲ့သူနိုင်ထားတယ် Bradford 0-0နဲ့ကစားထားပြီးတော့ဆန်နလန်0-1နဲ့သူရှုံးထားတယ်ဆိုတော့လီရဲ့အိမ်ကွန်းကကျွန်တော်တို့နဲ့ Nottingham Forest တို့ဘာတို့ကိုတော့ဒါနိုင်တော့နိုင်ထားတယ်ဆိုပေမဲ့လီရဲ့အိမ်ကွန်းကစားအားကကြောက်ဖို့တော့ကောင်းပါတယ်ဒါပေမဲ့လည်းလို့ဒီဘန်လီဘက်ကိုပဲကျွန်တော်ဒီနေ့မှာတော့နည်းနည်းလေးထည့်တွက်ထားတယ်ဆိုတော့လီရဲ့အနေထားကပေးထားတဲ့ body ကြေးနဲ့ဒါလီအိမ်ကွန်းကစားပုံနဲ့အရာရှင်ကြည့်မယ်ဆိုလို့ရှိရင်လီကအနည်းဆုံး2-0လောက်ပုံစံမျိုး3-0လောက်ပုံစံမျိုးကိုပဲဘွေဂီရဲ့တွက်ဆပြီးတော့ပေးထားတယ်ဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးတော့ဘန်လီကိုမပေးချင်ဘူးဘန်လီဒီပွဲမှာလည်းရှုံးရင်တောင်မှဂိုးပြမရှုံးနိုင်ဘူးဆိုတော့လီနိုင်ရင်တောင်မှအနည်းဆုံးတကူအသားနဲ့ပဲနိုင်ကောင်းနိုင်လိုက်မယ်တော့ထင်တယ်အခက်မသိရင်တော့တည်ဖြစ်နိုင်တဲ့ပွဲလည်းဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်လီနဲ့ဘန်လီမှာဘန်လီကိုပဲကြိုက်ပါတယ်ညီကိုတွေနော်အဲ့တော့ကြိုက်တဲ့ညီကိုတွေကလိုက်ကစားပါဆိုတော့ဒီ3ပွဲထဲမှာတော့ကျွန်တော်ပထမဆုံးရွေးချယ်ပေးတာကတော့ဒီမြန်မာစံတော်ချိန်တနာရီ15မှာကစားမယ်ပီဆာနဲ့လက်ရှိနဲ့ပွဲမှာပီဆာကိုကြိုက်ပါတယ်ဆိုတော့တနာရီ30မှာကစားမယ်စပိန်လာလီဂါရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂျီနိုအာနဲ့မာလော့ကာပွဲမှာဂျီနိုအာကိုကြိုက်ပါတယ်ဆိုတော့နောက်ထပ်ဒီပရီးမီးယားလိတွေကပေါ့နော်မြန်မာစံတော်ချိန်တနာရီခွဲမှာကစားမယ်လီယူနိုက်တက်နဲ့ဘန်လီနဲ့ပွဲမှာဘန်လီဘော်ဒီကိုပဲကြိုက်ပါတယ်ညီကိုတွေဒီ3ပွဲတွေကကျွန်တော်ရဲ့အကြိုက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့စပိန်လာလီဂါတွေကဂျီနိုအာကိုတော်တော်ကိုအကြိုက်တွေ့နေပါတယ်ဆိုတော့ဒုတိယအကြိုက်ကတော့ဘန်လီတတိယအကြိုက်ကတော့ပီဆာဆိုတော့အကြိုက်ဆုံးပွဲကတော့ဂျီနိုအာဘော်ဒီပါဆိုတော့ကျွန်တော်ရဲ့တပွဲကောင်းပွဲစဉ်တွေကတော့ဒါတော်တော်ကိုလမ်းနေတယ်ဗောလေစတိုက်ကိုလမ်းနေတယ်ဆိုတော့ကျွန်တော်ရဲ့ဒီအားပေးညီကိုတွေအတွက်ကတော့ဒါအကျိုးပြုနိုင်လို့ကျွန်တော်အနေနဲ့တော်တော်ကိုဝမ်းသာမိပါတယ်ဒါကြောင့်လည်းကျွန်တော်ဗီဒီယိုတွေပေါ့နော်အားရကျဉ်နှံ့မှုရှိလို့ကျွန်တော်အနေနဲ့ကတော့ဒါဆက်လက်ပြီးတော့တင်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အပြိုးဆိုတွေကတော့ကျွန်တော်ကတော့အားရကျဉ်နှံ့မှုမရှိပါဘူးကျွန်တော်အချိန်လည်းအရင်ကြီးပေးပြီးတော့လုပ်လို့မရဘူးပေါ့နော်မလုပ်နိုင်လို့အဲ့တော့နောက်နေ့ရာသီမှာတော့ကျွန်တော်အချိန်ကြီးပေးပြီးတော့အသေးချာလေးတော့လုပ်ဖို့လို့မျှော်လင့်ပါတယ်ညီကိုတွေအဲ့တော့ကျွန်တော်ရဲ့ channel ကိုညီကိုတွေနဲ့ subscribe လုပ်ထားပါ Telegram channel ကိုလည်းမ join ရသေးတဲ့ညီကိုတွေ Telegram channel ကို join ထားပါဒီနေ့ကတော့ကျွန်တော် Telegram channel ကိုเนาะ comment ထဲမှာ share ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ video ခွန်ရုံနားထောင်တဲ့ညီကိုတွေကျွန်တော်အားပေးတဲ့ညီကိုတွေကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်အနေနဲ့ကတော့ဆုမွန်တောင်းပေးပါတယ်ဗျ